လေးစားအပ်ပါသောဆရာဆရာမများနှင့်တကွတက်ရောက်ပေးကြပါသောကျောင်းသားကျောင်းသူများကိုဦးစွာပထမမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ရပါတယ်ရှင်။ကျွန်မကတော့စကိုင်းဖက်ဒရယ်ကျောင်းတော်ကြီးမှာတူညီသောပန်းတိုင်တစ်ခုစီသို့အတူရှောင်လန်းနေကြသောညီကိုမောင်နှမများနှင့်အတူရင်ပတ်ချင်းတူသောတားငယ်သမီးငယ်လေးများကိုအလဲတန်းစဉ်သိပ္ပံဘာသာရပ်ကိုသင်ကြားပေးနေသောတီချာကီရာပဲဖြစ်ပါတယ်ရှင်။ဒီနေ့မှာကြာရောက်တဲ့89နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဖြင့်လွတ်လပ်ရေးအတွက်အသက်ပေးစွန့်လွတ်အနစ်နာခံခဲ့ကြသောအာဇာနည်ကိုဦးအားဂုဏ်ပြုအောင်မေ့ရင်ဝိုလ်ချုပ်ကြာဆုံးသွားတဲ့အတွက်ဒေါခင်ကြီးရဲ့ရင်တွင်းခံစားချက်လေးများကိုမိမသားပြီးခံစားတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။နှလုံးသားတစ်စုံရင်ဝဲလွှမ်းခြုံပြီးနားဆင်ခံစားပေးကြပါအောင်ရှင်။ကိုအောင်ဆန်းရှင့်ခနာကိုယ်တဲ့ကြီး73တောင်ဝင်ခဲ့တာဆိုကျမနှလုံးသားတဲ့26တောင်ဝင်ခဲ့တာပါရှင်ရဲ့။ဘိုးချုပ်ဆိုလဲဘိုးချုပ်ကြော်ပေါ့လူရိုးကြီးဆိုတော့လေလူရိုးကြီးရဲ့ဇနီးပေါ့လူကွာစာကြီးဆိုတော့လေလူကွာစာကြီးရဲ့မိန်းမပေါ့အရိုင်းဆိုတော့လေဟော်ဒီကအရိုင်းတယောက်ရဲ့ပါရမီဖြည့်ဘက်ပါတော့ဆီယာမကိုပဲအသေးဆွဲအောင်ချစ်တော်သည်လို့ရှင်တယောက်တည်းညီးခဲ့လေသလားခုချိန်များပြန်မေးရင်ရှင်မပြုံးတက်ပြုံးအောင်မယ်ဒီမေတော့ကိုအောင်ဆန်းလက်ထက်ခွင့်တဲ့ချစ်ခွင့်အရင်ပန်တဲ့တယ်လို့တစိတ်ရှင်မထင်ခဲ့ဘူးလားအခုတော့ကျမမှာရင်ခုန်ရမလို့ရင်ဖိုရမလို့အခြေမရဘူးတဲ့ရှင်ရီစားစကားပြန်မြန်းတွေးရင်ရှင်ရဲ့ချင်းနေမလားမြင်းတစ်ပါးရဲ့မိဖုရားစစ်ဖို့ကျုပ်တူရဲ့ကြောလက်ညှိုးညွန်ရဘာမဆိုဖြစ်နိုင်တဲ့ဘဝကျမဟာရှင်နဲ့တသားတဲ့ဘယ်မလုံးရွှေတွဲလဲဘယ်မလုံးငွေတွဲလဲခမဲပေးဖို့တောင်အမေ့ပြန်အပူကရှင်မြတ်တယ်လို့ကျမလည်းမြတ်ရှင်ရက်တယ်လို့ကျမလည်းရက်ခဲ့မမေ့သေးရင်ကျေးဇူးတင်ပါတယ်ကြီးလို့ရှင်ပြောမယ်ထင်ပါရဲ့အိန္ဒိယကဘာမှမလဲမေးလို့လမ်းဘေးကပိတ်စလေးတွေဝယ်ခဲ့ပေးပါပြောတော့ဝယ်ပေးစရာပိုက်ဆံမရှိဘူးတဲ့ကန်တော်ကြီးတစ်ပတ်တာလောက်ကိုပဲကားစီရတဲ့ဘိုးကျိုးရဲ့မိသားစုတွေရောင်ရဲသူကြီးရေတိတ်ခါရှိသူကြီးရေရှင့်အပြင်ရှင့်မိသားစုလည်းတာဝန်ကျေတယ်ကျမပြောမယ်ဆိုရှင်စိတ်မဆိုးဘူးလေဘလောက်မှမချမ်းသာသူကိုချစ်ခဲ့ဘဝလေးနှစ်စုံသုံးစုံရှိတဲ့ရှင်ကိုကျင်နာခဲ့ထွက်သွားတော့လည်းဘာမှမချင်ခဲ့ဒါပေမဲ့ဂုံရှိတဲ့မိုးဆိုးမဆိုတာခြံထဲကလီလီပန်းလို့ပြီးတယ်ရှင်က73ချက်မှန်တယ်ကျမကအဲ့ဒီထက်ပုံနာခြင်းရတယ်နေမယ်ဆိုနေလို့ရပါသေးရဲ့ရှင်မယ်ဆိုရှင်လို့ရပါသေးရဲ့လက်မပြပဲနှုတ်ဆက်အဲ့ဒီမနေ့ကမိုးတွေဆိုးလို့ပြန်လာခဲ့ပါလားရှင်ရှင်ရေးမဲ့စာကိုဖတ်ချင်သေးတယ်ခြံလေးပါလေးစိုက်စားမယ်ဆိုရှင်ကစိုက်ကျမကရေလောင်းပေါင်းတင်နှစ်ယောက်အတူတွဲရှိကျင်သေးတာရှင်ကောင်းတဲ့ကနိုင်ငံရေးခဏထုတ်ရှင်မလို့ဖြစ်ခဲ့တဲ့ကျင်နာချင်းရှင်မသိခဲ့တဲ့မျက်နှိုးချင်းစကားဖောင်ဖွင့်ငယ်မှုပြန်ကျင်သေးတာရှင်ရှက်များသွားသလားကိုအောင်ဆန်းဘွားခီးလန်းတစ်လျှောက်ပါရမီဖြည့်ဘက်ကျမကိုသတိမရပါသေးလားကိုအောင်ဆန်းအော်ဒါနဲ့ကျမလေးရှင့်အတွက်ပဲပြုံးနဲ့နံပြားဝယ်ထားမိသေးတယ်ဒေါခင်ကြီးရဲ့ရင်သွင်းခံစားချက်လေးဖြစ်ပါရှင်နိုင်ငံရေးလောကကထွက်ရင်ခြံဆိုင်မယ်စာရေးမယ်ဆိုတဲ့ကျမတို့ကိုချုပ်ကြီးစံ73တောက်စိုက်သွားပြီခုတော့ရေးလို့မကုန်အောင်ကျမတို့ရင်းနေရပါပြီဒီနေ့ကျမတို့အောင်းမေဂုံပြုခဲ့ကြတယ်ဘိုးချုပ်အပါဝင်အာဇာနည်ကိုဦးရဲ့မိသားစုဝင်တွေလည်းဒေါခင်ကြီးကဲ့သို့ခံစားချက်ကိုစီနဲ့အောင်းမေတရိယတန်တာကြမှာအမှန်ပါပဲရှင်ထို့ကြောင့်သူတို့ရဲ့ကျေးဇူးတရားနဲ့ဆွန့်လွတ်အနစ်နာခံမှုများကိုကျမတို့မြည်သည့်အခါမျှမမေ့သင့်သလိုနှစ်စဉ်ဇူလိုင်လ19ရက်နေ့တည်လဲအောက်မေတ္တရိယဂုဏ်ပြုရမယ့်နေထူးနေမြတ်အဖြစ်အမြဲတမ်းတည်ရှိနေမှာဖြစ်ပါတယ်။အာဇာနည်ကိုဦးအားအမြဲတမ်းလေးစားဂုဏ်ပြုလျက်သူတို့မျှော်မှန်းခဲ့ကြတဲ့ငြိမ်းချမ်းသာယာပြီးတိုးတက်သောမြန်မာနိုင်ငံကိုမိမိတို့တက်နိုင်တဲ့နေရာမှာတာဝန်ကျေပွန်စွာပါဝင်ဆောင်ရွက်ကြပါစို့လို့ပြောကြားရင်းညီကုန်းချုပ်လိုက်ရပါတယ်ရှင်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။